Round 9 ပြီးလာလီဂါအကြောင်းအားလုံးပဲမင်္ဂလာပါကိုဗီ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဆိုမှာလာလီဂါရဲ့ချန်ပီယံပြေးလန်းကစဖွင့်ခဲ့တဲ့ကအရှိန်ဟုန်ပြည့်ရီယယ်ဘာစီလိုနာတို့ကဖြစ်နိုင်ခြေရမှတ်တွေအားလုံးတွေက3မှတ်4မှတ်စီသာဆုံးရှုံးထားခဲ့တယ်ရီယယ်ကမက်ဒရစ်ဒါဘီမှာဆိုးဆိုးရွားရွားအရေးနေခဲ့တယ်ဆိုပေမဲ့ရင်းရင်မသွားပဲရက်လက်ကောင်းတွေပြန်ယူထားနိုင်တာတွေ့ရပါတယ်ဘာစီလိုနာကဗယ်လက်ဂါနိုကိုမထင်မှတ်ပဲတည်ကြခဲ့ပြီးရာဖင်ညာယာမဲတို့မပါနိုင်တဲ့ပွဲမှာစဗီလာကို9ပြတ်ရှုံးခဲ့ပါတယ်ရီယယ်ရဲ့အရှုံးကိုအခွင့်ကောင်းယူထားတဲ့ဇယားထိတ်နေရအောင်ချက်ချင်းပြန်လွှဲပေးလိုက်ရတယ်နှစ်သင်းစလုံးကတပွဲချင်းစနစ်တကျချင်းကပ်နေကြပေမဲ့ကိုစီအားနည်းချက်တွေရှိနေတာမြင်ရတယ်။အလုံဆိုရဲ့အသင်းကတိုက်စစ်ပုံဖုံမှုနဲ့ကွင်းလင်ဟန်ချက်ကိုပြန်ရလာပေမဲ့ဖြတ်တင်ပေါ်ဆက်ပစ်စီကိုရင်ဆိုင်ရမှာလိုအပ်ချက်ရှိနေသေးတဲ့အကြောင်းစင်မျိုးနီကလက်တွေ့ပြခဲ့ပါတယ်။ဘာစီလိုနာကတော့စကွပ်တက်ရဲ့အားနည်းမှုကိုစပြီးခံစားလာရပြီထင်တယ်။ရာဖင်ညာယာမဲတို့မပါနိုင်ရင်အသင်းရဲ့ကစားဟန်ကတိတိတတ်တာအားနည်းသွားတတ်တယ်။ပြိုင်ဘက်တွေကသူတို့ရဲ့ highline defense ကိုထိုးနှက်ဖို့နီလန်းမျိုးစုံရှာထွေးလာကြတယ်။ဒီကြားတဲ့ဒဏ်ရာပြဿနာတွေပါနှောက်ယှက်လာတာကြုံရတယ်။ဂျာရဲ့ချန်ပီယံလီပြီးရင်ကစားရမယ့်အက်ကလက်ဆီကိုမှာလီဝမ်ဒေါ့စကီအော်မိုတို့မပါဝင်နိုင်တော့သလိုရာဖင်ညာကိုလည်းစောင့်ကြည့်ရအောင်ပဲပြီးခဲ့တဲ့ရာသီမှာတော့ဟန်စီဖလစ်ရဲ့ဘာဆာကရီယယ်ကိုတွေးဆုံမှုတိုင်းမှာအလဲထိုးပြီးပြည်တွင်းစုဖလားတိုင်းကိုရယူသွားနိုင်ခဲ့ပါတယ်ဒီမှတ်တမ်းကောင်းကိုဆက်ပြီးထိန်းထားနိုင်ဖို့ဘာနေပြီကိုသွားရမယ်ခီးမှာအင်ပြီးအားပြီးဖြစ်ပါမလားပေါ့အလွန်ဆိုရဲ့အသင်းမှာတော့ဘာဘီဂိုးမြူလာတယ်ဗီနီရှက်ပုံစံကောင်းတွေပြန်ပြလာတာရှိနေသေးပေမဲ့ big match တွေမှာစွမ်းဆောင်ရည်ကောင်းကိုဆက်ထိန်းထားနိုင်မလားစောင့်ကြည့်ရမှာပါချန်ပီယံပြေးလမ်းပေါ်ကပထမဆုံးထိပ်တိုက်တွေ့ဆုံမှုမှာဘသူကခြေတလန်းတာသွားမလဲအခုတည်းကကြိုပြီးရင်ခုန်နေမိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်